အသက်3နှစ်ကနေ4နှစ်အရွယ်အပိုင်းခြားကာလဟာကလေးတစ်ယောက်အတွက်အရေးပါဆုံးအချိန်မှာတနည်းအားဖြင့်ဖွံ့ဖြိုးကြီးထွားမှုမြန်ဆန်ပြီးတော့ရင့်ကျက်လာတဲ့အချိန်လည်းဖြစ်ပါတယ်။ဒီအရွယ်မှာအုံနောက်ဖွံ့ဖြိုးမှုကတိတိတတ်တာမြန်ဆန်လာပြီးတော့တိမှုပိုင်းစိတ်ခံစားမှုပိုင်းနဲ့တခြားသောကြွတ်သားကြီးကြွတ်သားငယ်ဖွံ့ဖြိုးမှုတွေကလည်းထင်ထင်ရှားရှားဖြစ်ပေါ်လာပါပြီ။ Cognitive Development အနေနဲ့သူတို့ရဲ့ဘာသာစကားစွမ်းရည်ပြဿနာဖြေရှင်းနိုင်တဲ့စွမ်းရည်နဲ့ memory ပိုင်းတွေတိုးတက်လာပါပြီ။အစီအစဉ်ဆွဲတာပြဿနာဖြေရှင်းတာဆုံးဖြတ်ချက်ချတာစတဲ့အပိုင်းတွေမှာတိုးတက်လာပြီဖြစ်ပေမဲ့လို့အပြည့်အဝဖွံ့ဖြိုးမှုတော့မရသေးပါဘူး။ဒီရွယ်လေးတွေကလှုံ့ဆော်မှုအားကောင်းတဲ့ပတ်ဝန်းကျင်မှာနေပြီးတော့များများသိင်ယူခွင့်ရလို့ရှိရင်အမြန်ဆန်ဆုံးဖွံ့ဖြိုးတိုးတက်လာနိုင်တဲ့အရွယ်လေးဖြစ်ပါတယ်။ဒါကြောင့်ဒီရွယ်ကလေးတွေရဲ့စဉ်းစားတွေးတောခြင်းနဲ့ဖြတ်ထိုးဉာဏ်ကောင်းလာစေမယ့်ကစားနည်း၃မျိုးကိုဖော်ပြပေးချင်ပါတယ်။အရေးအတွက်နဲ့ကနန်းမှန်အောင်တွဲဆက်တာအယောင်နဲ့ shapes လေးတွေတူရတွဲဆက်တာစတဲ့ကစားနည်းလေးတွေကကလေးရဲ့အာယုံစူးစိုက်နိုင်စွမ်းလျင်လျင်မြန်မြန်တုံ့ပြန်နိုင်စွမ်းနဲ့သင်္ချာစွမ်းရည်တွေကိုတိုးတက်လာစေပါတယ်စကတာဝတ်တာပဟေးဒီမေခွန်းလေးတွေမေးတာမေခွန်းတွေမေးပြီးတော့ဘာဖြစ်မလဲဆိုတာခံမှန်းခိုင်းတာမျိုးတွေကကလေးရဲ့စဉ်းစားဉာဏ်နဲ့ဖြစ်ထိုးဉာဏ်ကိုကောင်းလာစေပါတယ်။ဥပမာငါကကြောက်တုံးလိုမှနေတဲ့အရာပေါ့ဒါပေမဲ့ခန္ဓာကိုယ်ထဲမှာပဲရှိတာလေအဖြေမှန်ကတော့သွားဖြစ်ပါတယ်။စတဲ့ကစားနည်းလေးတွေဖြစ်ပါတယ်။တချင်းအတူတူဆိုတာလက်ခုပ်တီးတာစီးကျက်အလိုက်ကောက်ခုံတာစားတဲ့အရာတွေကကလေးရဲ့ဉာဏ်ရည်ဉာဏ်သွေးနဲ့အာယုံစူးစိုက်နိုင်စွမ်းကိုမြင့်တင်ပေးပါတယ်။သူလုပ်ရမယ့်တနေ့တာလုပ်ငန်းဆောင်တာတွေမှာလည်းအလွယ်တကူပူပေါင်းပါဝင်လာစေနိုင်ပါတယ်။